တောတောင်တွေနဲ့အုံမိုင်းနေတဲ့တောရွာကလေးဟာတဘာဝအလားဆိုရင်အရန်ကိုတာယာဖို့ကောင်းနိုင်ပါတယ်။ဒါပေမဲ့တောရင်းတွေကတာရဲတွေဟာတောတွေကိုသွားတဲ့သူတွေတင်မကားပဲလူတွေရှိရဲ့ရွာတဲ့အထိလာရောက်ကျူးကျော်ရင်တော့တဘာဝအလားဆိုတာကလည်းဘာမှမပြောပါတော့တော့ပါဘူး။အခုလေတရွာလုံးကအားကိုးနေရတဲ့နမဲကျော်မုတ်ဆိုးကြီးကိုစီယာရဲ့အိမ်ရှိမှာရွာသားတွေစုယုံရောက်ရှိလို့နေခဲ့ကြပါပြီ။အကြောင်းရင်းကတော့မကြသေးခင်ရက်ပိုင်းကတော်ရဲသွားတဲ့လူငယ်အဖွဲဟာအခုအချိန်ထိပြန်မလာခဲ့ကြသလိုဘာသတင်းမှလည်းမကြားရသေးလို့ပါပဲ။အဲ့ဒီအချိန်မှာမုတ်ဆိုးကြီးရဲ့ညီငယ်လေးလည်းပါသွားခဲ့တာကြောင့်မုတ်ဆိုးကြီးဟာသူ့ကိုယ်တိုင်တော်ရဲကိုသွားပြီးရှာဖို့အတွက်ပြင်ဆင်လို့နေခဲ့တာပါ။ဇနီးတွေကတော့အခုလိုအန်ဒီရဲ့များတဲ့အချိန်မှာယောက်ျားဖြစ်သူကိုမသွားစေချင်တာကြောင့်တားဆီးလို့နေခဲ့တာပေါ့အကိုရဲ့မသွားပါနဲ့အခုအချိန်တော်ထဲမှာအရန်ကိုအန်ဒီရဲ့များနေတာဒီအလုပ်ကိုတခြားလူတွေလုပ်ပါစေကျမတော့အကိုပြန်မလာနိုင်တော့မှာကိုပဲကြောက်တယ်ဟုတ်တယ်မောင်စောရရဲ့အတင်းမဝင်နဲ့လူငယ်တွေဘယ်နေရာဟုတ်ပဲဝင်းရှာကြအားလုံးပျောက်သွားကြတာမဟုတ်လားအခုမောင်စောရသွားတော့ရောအသက်ကိုအလကားသွားစွန့်တာနဲ့အတူတူပဲနေမှာကျွန်တော်ဆုံးဖြတ်ပြီးသားပါရွာသူကြီးဘလို့ပဲဖြစ်ဖြစ်ကျွန်တော်ညီကိုမတွေးမရှင်ကျွန်တော်လိုက်ရှာမှာပဲဗျခင်ဗျားတို့မတားကြနဲ့ဗျအရှိန်ကုန်တာပဲအဖက်တင်လိုက်မယ်ပြီးတော့အားလုံးတေချာနားထောင်တာကြကျွန်တော်တော်တဲ့စဝင်ပြီးတာနဲ့ဒီရွာမှာဘာပဲဖြစ်ဖြစ်ဘသူပဲနာမကျန်းဖြစ်ဖြစ်ဘသူပဲတေဆုံးကျွန်တော်ကိုတော်တဲ့ထိလာမခေါ်ကြနဲ့ဗျာတကယ်လို့တယောက်ယောက်ကကျွန်တော်စကားကိုနားမထောင်မနဲ့တော်တဲ့လိုက်ဝင်လာခဲ့ရင်အဲ့ဒီလူရဲ့အသက်အန္တရာယ်ကိုကျွန်တော်တာဝန်မယူဘူးဒီစကားကိုတော့အားလုံးမှတ်ထားကြပါမုတ်ဆိုးကြီးကိုစောရကတော့အဲ့ဒီလိုပြက်ပြက်တသားပြောပြီးတာနဲ့တနက်လွယ်ကျိုးကိုဆွဲညှိပြီးတောထဲဝင်ဖို့အတွက်နောက်ကိုလှည့်လိုက်ပါတယ်။အဲ့ဒီအချိန်မှာတော့ရွာထဲမှာအနေငယ်တက်တီရှိတဲ့တပ်ပိုင်နဲ့ထူးအန်းဆိုတဲ့လူငယ်နှစ်ယောက်ဟာရွာသားအုပ်စုတွေကနေရှေ့ကိုတိုးထွက်လို့လာခဲ့တာပေါ့။သူတို့နှစ်ယောက်စလုံးကတနက်တွေကိုလွယ်ထားခင်ကြပြီးတောထဲသွားဖို့လိုအပ်တဲ့ပစ္စည်းတွေကိုပြင်ဆင်ထားတာကြောင့်ဒါဟာမုတ်ဆိုးကြီးရဲ့နောက်ကိုလိုက်ဖို့အတွက်အစင်သင့်ဖြစ်နေပြီဆိုတဲ့ပုံစံပါပဲ။အကိုစောရကျွန်တော်တို့လည်းအကိုနဲ့အတူလိုက်ပြစေဗျဟုတ်တယ်ကျွန်တော်တို့ရဲ့ညီအကိုတွေလည်းအဲ့ဒီတောထဲမှာပဲပျောက်သွားတာဗျအခုထိဘာတည်းမှမကြားရသေးဘူးဒီတိုင်းအိမ်ထဲမှာထိုင်ဆောင်နေုံနဲ့တော့ကျွန်တော်မနေနိုင်ဘူးဗျကျွန်တော်တို့ကိုလည်းလိုက်ပြီးတော့ရှာခွင့်ပေးပါဗျာတပ်ပိုင်းနဲ့ထူးအန်တို့ရဲ့တောင်းဆိုတဲ့အဆုံးမှာတော့မုတ်ဆိုးကြီးကိုစောရတယောက်ခဏလောက်ငြိမ်သက်နေခဲ့ပါတယ်သူတို့နှစ်ယောက်ရဲ့မျက်နှာကိုတယောက်ရှင်စီတေချာလိုက်ကြည့်ပြီးဘာစကားမှပြန်မပြောတော့ပဲခေါင်းတစ်ချက်ကိုသာညှင်းပြလိုက်တော့တာပေါ့အဲ့ဒီလောက်ရက်ဟာသူတို့နှစ်ယောက်ကိုအတူလိုက်လာခွင့်ပြုလိုက်တဲ့အဖြစ်ပါပဲအဲ့ဒီနောက်သူတို့၃ယောက်စလုံးဟာလက်နက်ကိုစီကင်ဆောင်ပြီးနောက်ပြန်လှည့်မကြည့်တော့ပဲညနေစည်းစာရဲ့အလင်းရောင်အောက်မှာရှေ့လန်းတွေကိုဖြည်းဖြည်းချင်းလှမ်းလိုက်ကြတာပေါ့သူတို့သွားနေတဲ့နေရာဟာကျင်းစာတွေဖုံးလွှမ်းနေတယ်လို့လူတိုင်းကြောက်ရွံ့နေကြတဲ့တောနက်ကြီးပဲဖြစ်ပါတယ်။အဲ့ဒီတောနက်ကြီးတွေမှာဘာတွေစောင့်ကြုံနေမလဲဆိုတာကိုတော့ကျွန်တော်ရောကျွန်တော်ရဲ့ပရိသတ်တွေရောဘယ်သူမှမသိနိုင်ကြပါဘူး။တောနက်ထဲရောက်တာနဲ့သူတို့၃ယောက်ဟာအတူတူမရှာတော့ပဲလူစုခွဲလိုက်ကြပါတယ်။သူတို့ဟာမြေပြင်ရှုံပုတ်တွေတစ်ပင်ရှည်ရင်တွေကိုတိတိကျကျစူးစမ်းလို့နေခဲ့ကြတာပေါ့။မုတ်ဆိုးကြီးစောရရဲ့ညီနဲ့သူတို့ရဲ့ဆွေမျိုးသားချင်းတွေရှန်ထားနိုင်ခဲ့တဲ့တဲလွန်စားတစ်ခုခုများရှိမလားဆိုတဲ့မျော်လင့်ချက်လေးတွေနဲ့အတူနေရအနှံ့အပြားကိုလိုက်လံရှာဖွေနေခဲ့ကြတာပေါ့ဒီတစ်ပြင်လုံးကိုလှမ်းရှာသလိုအားကုန်ရှာဖွေခဲ့ကြပေမဲ့လူရိပ်လူရောင်မပြောနဲ့ဘာတဲလွန်စားတစ်ခုကလေးတောင်ကိုမှမတွေ့ခဲ့ရပါဘူးစုပ်ပြက်နေတဲ့အဝေးအစားရှေးရာသွေးဆက်အစာအနာတစ်ခုတောင်မကြံခဲ့သလိုတောတစ်ခုလုံးကထူးဆန်းတဲ့တိတ်ဆိတ်မှုအောက်မှာပဲငြိမ်သက်လို့နေခဲ့တာပါဒီလိုနဲ့အချိန်တွေကတပြေးပြေးနဲ့ကုံဆုံးလို့သွားခဲ့ပါပြီနေမင်းကြီးကအနောက်ဘက်ကိုတိမ်းဆောင်လာပြီးကောင်းကင်ရံတစ်ခုလုံးမှလည်းလိမ်မော်ရောင်အလင်းတွေနဲ့ပြည့်နှက်လို့လာပါတယ်တော်တွေကအလင်းရောင်ဟာပြေးပြေးချင်းမှိန်လာပြီးမကြခင်မှာပဲအမောင်တူကြီးကတောအုပ်တစ်ခုလုံးကိုဖုံးလွှမ်းတော့မဲ့အရှင်ရောက်ကြည့်လို့လာခဲ့ပြီပေါ့အဲ့ဒီချိန်ကြားမှာမုတ်ဆိုးကြီးစောရလေသူတို့ရှာဖွေတာကိုရက်ခန့်လိုက်ပါတယ်ဟဲ့ကောင်လေးတော်ပြီမကြခင်မှောင်တော့မယ်ကွာဒီညတော့ဒီနေရာမှာပဲနားကြမယ်မင်းတို့နေရာဟိုကဝါးတွေကိုတွားခုတ်ခဲ့ကြပြီးရင်အဲ့ဒီတစ်ပင်ကြီးပေါ်မှာငါတို့တွေလင်းစင်တစ်ခုလောက်ကြမယ်ကွာထင်းကြောက်တွေကိုလည်းများနိုင်သမျှများသွားရှာခဲ့ကြနော်တစ်ပင်အောင်မှာမီးပုံအကြီးကြီးတစ်ပုံဖိုးထားရမယ်ကဲနေမမောင်ခင်မြင်လောက်ကြဟုတ်ကဲ့ပါကိုကြီးမောင်ထွေးမင်းကထင်းချောက်တွေကိုများနိုင်များရှာခဲ့နော်ငါအကိုစောရနဲ့သူတစ်ပင်ပေါ်တက်ပြီးတော့အိတ်စင်လုံးလိုက်အောင်မယ်
မောင်စိုးကြီးစောရရဲ့အမိန်ပေးတဲ့အဆုံးမှာတော့တပ်ပိုင်တို့နှစ်ယောက်စလုံးဟာအချိန်သိမ့်မဖြုံးတော့ပဲကိုတာဝန်ကိုရှင်းလုပ်ခဲ့လိုက်ကြပါတယ်။ထူအန်ကတင်းချောင်းရှာဖို့အတွက်ရှုံမုတ်တွေဘက်ကိုအမြန်ထွက်သွားတယ်လို့တပ်ပိုင်ကလည်းမောင်စိုးကြီးစောရနဲ့အတူဝါးရီခုံးပြီးတစ်ပင်ကြီးတွေပေါ်ကိုတက်ကအိတ်စင်တစ်ခုအမြန်ဆောက်လိုက်ကြတာပေါ့။သူတို့၃ယောက်စလုံးဟာနေဝင်မသွားခင်အလုပ်ပြီးဖို့အတွက်အားတုံခွန်ဆိုင်လုပ်နေကြတာပေါ့ခဏအကြာမှာတော့နေမင်းကြီးကလုံးဝကွယ်ပြောက်သွားပြီးတောအုပ်တစ်ခုလုံးကိုအမောင်သူကြီးကဖုံးလွှမ်းလို့သွားခဲ့ပါပြီတစ်ပင်ကြီးရဲ့အောက်မှာစုပ်ပုံထားတဲ့ထင်းချောက်တွေကိုမီးညှိလိုက်တာနဲ့မီးပုံကြီးကတပြေးပြေးတောက်လောင်လို့လာခဲ့ပါတယ်လှုပ်ရှားနေတဲ့မီးတောက်တွေကပတ်ဝန်းကျင်ကိုလင်းထိန်သွားစေပြီးအေးဆက်လာတဲ့ညလေကိုလည်းအတော်အသင့်နှင်ထုတ်ပေးနေခဲ့တာပေါ့အလုပ်တွေအားလုံးပြီးဆုံးသွားတာနဲ့သူတို့၃ယောက်စလုံးဟာမိဖို့နားမှာပဲဝိုင်းထိုင်းပြီးအိမ်ကနေတည်လာတဲ့ထမင်းနဲ့စားစရာတွေကိုဘိုက်ပြည့်တဲ့အထိစားခဲ့လိုက်ကြတာပေါ့။တနေ့လုံးဒေါ်နက်ထဲလှဲ့လေရှာဖွေထားတာကြောင့်လူတိုင်းရဲ့မျက်နှာမှာပင်ပန်းနွမ်းနယ်မှုကထင်ထင်ရှားရှားပေါ်လွင်လို့နေခဲ့ပါတယ်။ကဲညကလည်းမှောင်လာပြီကွာမင်းတို့နေအောင်မြန်တစ်ပင်ဘောကနေအိတ်စင်ဘောကိုတက်တော့ဒီညတော့ငါတို့ရဲ့ညီအကိုတွေကိုဘယ်အကောင်ဖမ်းခေါ်သွားလဲဆိုတာကိုစောင့်ကြည့်ကြရမယ်။မုံစိုးကြီးစောရရဲ့စကားဆုံးတာနဲ့တပ်ပိုင်တို့နှစ်ယောက်ဟာအချိန်မဖြုံးတော့ပဲဝါးရီနဲ့အလင်းစလုံးစောက်ထားတဲ့အိတ်စင်ဘောကိုတယောက်ပြီးတယောက်တက်လိုက်ကြပါတယ်။မြေပြင်နဲ့အတော်မြင့်တဲ့နေရာမှာစောက်လုပ်ထားတဲ့လင်းစင်ဟာအတော်လေးကျယ်ပေမဲ့လို့လေသူတို့၃ယောက်စာအတွက်တော့ထိုင်ရတာအနည်းငယ်အနေအကျက်စီတာပေါ့။တစ်ပင်ကြီးရဲ့အောက်ဘက်မှာတော့ထင်းချောက်တွေနဲ့ဖိုးထားတဲ့မီးပုံကြီးကတဖြည်းဖြည်းတောက်လောင်နေခဲ့ပြီးမီးရောင်တွေကလည်းတစ်ပင်တွေရဲ့ကြားကိုမရောက်တယောက်လင်းပေးနေခဲ့ပါတယ်။အလင်းရောင်လွတ်သွားနေရာတိုင်းကတော့အမောင်ထုအောက်မှာနင်းမြုပ်နေသေးပဲပေါ့မုံစိုးကြီးစောရကတော့တနက်ကိုရင်ခွင်သားမှာအသင်ကင်ထားပြီးအောက်ဘက်ကိုမျက်စိတစ်ရှမ်းမှမလွယ်ပဲစိုက်ကြည့်နေခဲ့ပါတယ်သူရဲ့မျက်လုံးတွေကမီးပုံရဲ့အလင်းရောင်အစုံနာကတစ်ပင်အရိပ်တွေရှုံပုတ်တွေကြားတွေကိုတနေရာမကြံလိုက်ကြည့်နေသလိုနားထဲဝင်လာတဲ့အတန်တိုင်းကိုလည်းအာယုံစိုက်ပြီးနားဆွင့်ထားပါသေးတယ်မင်းတို့နေအောင်အသေးချာနားထောင်တာဒီညဘာတမ်းမဲကြကြဘသူပဲအောက်ကနေလာခေါ်လုံးဝအောက်မစင်းကြနဲ့အဲ့ဒီလူကကို့အဖေဖြစ်ဖြစ်ကို့အမေဖြစ်ဖြစ်ကိုမိန်းမဖြစ်ဖြစ်အိုးကုန်းပြောမယ်ကွာဘသူပဲဖြစ်ဖြစ်လုံးဝမယုံကြနဲ့ဘလို့ပဲဖြစ်ဖြစ်အောက်ကိုရှေ့တလန်းအောင်မချနဲ့ကွာနားလေကြလားငါစကားကိုနားမထောင်ပဲအောက်စင်းတဲ့လူကအသက်ရှင်နိုင်မှာမဟုတ်ဘူးနော်နားလေပါတယ်အခုစောရရဲ့ကျွန်တော်လုံးဝအောက်မစင်းပါဘူးဟုတ်ကဲ့ဗျကျွန်တော်လည်းနားလေပါတယ်ဗျအခုကြီးမုံစိုးကြီးစောရရဲ့တတိပေးစကားကိုကြားပြီးတာနဲ့၃ယောက်သားဘာစကားမှထပ်မပြောကြတော့ပါဘူးဒေါ်နက်ကြီးတစ်ခုလုံးကလည်းညှင်းနှက်လာတာနဲ့အမျှတဖြည်းဖြည်းနဲ့ပူမိုတိတ်ဆိတ်လို့လာခဲ့ပါပြီလေပြေလေအေးတွေကလည်းတရွက်တွေကိုတိုးဝင်တိုက်ခတ်တဲ့အတန်နဲ့ပိုးမွားတွေအော်နေတဲ့အတန်ကလွဲပြီးတခြားဘာအတန်မှမကြားရဘူးပေါ့ချိန်ကလည်းခဏလေးအတွင်းမှာပဲတရွေ့ရွေ့နဲ့ကုံဆုံးလို့သွားခဲ့ပါပြီ။ဒါပေမဲ့သူတို့၃ယောက်စလုံးကတော့အခုအချိန်ထိအိတ်မပျော်ရဲကြပဲတစ်ပင်အောက်ဘက်ကိုသာစိုက်ကြည့်လို့နေခဲ့ကြပါတယ်။မုံစိုးကြီးကတော့အန်ရီယယ်ဂိမ်းမန်တဲ့တစ်ခုကိုရွတ်ဆိုပြီးသူတို့၃ယောက်ရှိနေတဲ့လင်းစင်ကိုအကာအကွယ်တစ်ခုဖန်တီးခဲ့လိုက်ပါတယ်။တဘာဝရဲ့ညလေအေးတွေကတော့တဖြူးဖြူးနဲ့တိုက်ခတ်လို့နေသေးပဲပေါ့။အဲဒီလိုတိတ်ဆိတ်နေတဲ့အချိန်မှာပဲရုတ်တရက်ဆိုသလိုတရွက်လျှောက်တွေကိုနင်းရှည်လာတဲ့ရှည်တံတစ်ခုကိုကြားလိုက်ရတာပေါ့။ဝါရင်မုံစိုးကြီးပြီးမုံစိုးကြီးစောရလေအိတ်နေရာကနေချက်ချင်းနိုးထားလို့လာခဲ့ပါ යි ။သူဟာအဲ့ဒီရှည်တံကိုနားဆွင့်နေတော့မှပဲမိဘုံအလင်းရောက်အစုံနာကနေအသက်ကြီးတဲ့အမျိုးသမီးတစ်ယောက်ရဲ့အတန်ကထွက်ပေါ်လို့လာတာပေါ့။လူအန်တားရီအမေသားကိုလာခေါ်တာမင်းအဖေနေမကောင်းဖြစ်နေရဲ့အခုအဲ့ရတဲ့ကနေမထနိုင်တော့ဘူးဆင်းလာပြီးအမေနဲ့လိုက်ခဲ့ပါအောင်သားရဲ့အဲ့ဒီအတန်ထွက်လာတာနဲ့မောင်ထူးအန်ရဲ့မျက်နှာအမူအရာကလည်းရှင်းပြောင်းလဲလို့သွားခဲ့ပါ යි ။သူဟာတကူလုံးတုံလောက်ပြီးမယုံနိုင်တဲ့မျက်လုံးတွေနဲ့လင်းစင်ရဲ့အစွန်းသားကိုအလော်တကြီးတိုးသွားပြီးအောက်ဘက်ကိုငုံကြည့်လိုက်တာပေါ့။မိဘုံရဲ့အလင်းရောင်နဲ့အမောင်လူစုံနေတဲ့နေရာကရှုံဖုတ်ရဲ့အနောက်မှာလူရိပ်တစ်ခုဟာမလုံးမရှက်ရက်နေတာကိုတွေ့လိုက်ရပါ යි ။အဲ့ဒီလူရဲ့မျက်နှာကိုတေချာမမြင်ရပေမဲ့လို့လေခါကိုင်းကိုင်းနဲ့ခေါင်းငုံထားတဲ့ပုံစံကအသက်ကြီးတဲ့အမျိုးသမီးတစ်ယောက်နဲ့တူနေတာပါအဲ့အတန်ကကျွန်တော်အမေရဲ့အတန်ပဲဗျအမေကျွန်တော်ဒီမှာပါမောင်ထူအန်ကအိတ်စင်ဘောကနေဆင်းဖို့အတွက်ပြင်လိုက်တဲ့အချိန်မှာပဲမုံစိုးကြီးစောရကရှင်းပဲသူ့ရဲ့လက်ကိုလမ်းဆွဲထားလိုက်ပါ යි ရက်လိုက်မောင်ထူမင်းငါပြောတာကိုမေ့သွားပြီလားအောက်မှာရက်နေတာကမင်းအမေမဟုတ်ဘူး
မုံစိုးကြီးရဲ့စကားဆုံးတာနဲ့တပ်ပိုင်ကလည်းထူးအံ့ရဲ့ပခုံးကိုအတင်းဖမ်းဆွဲထားပြီးအောက်ဘက်ကိုငုံကြည့်ခဲ့လိုက်တာပေါ့ ဟုတ်တယ်ဒီလိုညနေအချိန်မှာမင်းအမေကသုံးနဲ့ထဲကိုတယောက်တည်းဘယ်လိုလုပ်ရောက်လာနိုင်မှာလဲအောက်ကိုမစင်းနဲ့ကွာ ဒါပေမဲ့မောင်ထူးအံကတော့အောက်မှာမြင်နေရတဲ့လူရိပ်နဲ့ကြားနေရတဲ့အတန်ကိုပဲယုံကြည်နေခဲ့ပါတယ်သူမျက်လုံးတွေကလည်းအောက်ဘက်ကလူရိပ်စီကနေလုံးဝမခွာနိုင်တော့ပါဘူးကျွန်တော်ကိုလွတ်ပါအဲ့ဒါကျွန်တော်မေရဲ့အတန်အစေးပြရှုံပုံသားမှာရက်နေတာကိုလည်းကျွန်တော်မြင်နေရတယ်ပြီးတော့ကျွန်တော်ထွက်လာကြတဲ့ကအိမ်ကအဖေကလည်းနေကောင်းတာမဟုတ်ဘူးဗျာကျွန်တော်မဖြစ်မနေအောက်ဆင်းပြီးတော့တွားကြည့်ရမယ်မောင်ထူးအန်ကနေမကောင်းဖြစ်နေတဲ့အဖေကိုစိတ်ပူလွန်တာကြောင့်အသီးစိတ်တောင်လွတ်ထွက်သွားခဲ့ရပါတယ်။မုံဆိုးကြီးနဲ့တပ်ပိုင်တို့နှစ်ယောက်ဖမ်းဆွဲထားတဲ့လက်ကိုတော့အားကုန်ယုံပြီးဝါလင်းစင်မော်ကနေအောက်ဘက်ကိုအလော်ကြီးခုန်ဆင်းသွားခဲ့ပါတယ်။မြေပြင်ပေါ်ကိုရောက်ရှင်မှာပဲသူဟာအမေနဲ့တူတဲ့အဖွားအိုရဲ့လူရိတ်ကိုအလော်ကြီးလိုက်ရှာနေခဲ့တာပေါ့။ဒါပေမဲ့စောနာကရှုံပုံနားမှာရက်နေတဲ့အဲ့ဒီလူရိတ်ကတော့မျက်စိတမိတ်အတွင်းမှာပဲအမောင်တူတွေကိုပျောက်ကွယ်လို့သွားခဲ့ပါပြီ။အမေဘယ်မှာလဲဗျမောင်တူအဲ့ဒါတရေပဲကွာမြန်မြန်အပေါ်ကိုပြန်တက်ခဲ့မြန်မုံစိုးကြီးစောရရဲ့အော်ဒန်မဆုံးသေးခင်မှာပဲတောနဲ့ကြီးရဲ့အမောင်တူတွေကနေကြားကြီးတစ်ကောင်ထွက်လာပြီးမောင်တူအန်ကိုခွန်အုပ်ခဲ့လိုက်ပါတော့တယ်တူအန်တယောက်ဘာမှပြင်ဆင်ချိန်တော့မရှိတော့ပဲကြားကြီးရဲ့အစာဖြစ်လို့သွားခဲ့ပါပြီကဲကြပါကျွန်တော်ကိုကဲကြပါနားရဲဗျကျွန်တော်ကိုကဲပေးကြပါသူဟာအသက်ကုန်အော်ဟဲရဲရုံးကန်နေခဲ့ပြီမဲ့ကြားကြီးရဲ့အင်အားကိုတော့မရှင်နိုင်ပါဘူးခဏလေးအတွင်းမှာပဲမောင်တူးအန်ရဲ့ခန္ဓာကိုယ်ဟာအမောင်တူကြီးတဲ့ဆွဲခေါ်ခံလိုက်ရပြီးမျက်စိရှိကနေလုံးဝပျောက်ကွယ်သွားခဲ့ပါပြီအဲ့ဒီမြင်ကွင်းကိုမြင်လိုက်ရတာနဲ့မုတ်စိုးကြီးတို့နှစ်ယောက်ကလည်းအတော်လေးကိုထိတ်လန့်လို့သွားခဲ့ကြတာပေါ့တပ်ပိုင်းဆိုရင်တကူလုံးတဆက်ဆက်တုံလာသလိုစက်သိမ်းမွေးချင်းတွေကလည်းထားလို့လာတာပေါ့အဲ့ဒီတော့မှရွာသားတွေပြောခဲ့တဲ့ကြားအသွင်ပြောင်းမကောင်းဆိုးဝါးရဲ့သတင်းကိုနှစ်ယောက်စလုံးရှင်းသတိရသွားခဲ့ပါတယ်။အချိန်ကတရွေ့ရွေ့ကုံဆုံးလာတာနဲ့အမျှတောကြီးရဲ့ကျိန်စာကစတင်အလုံးလုံးလာသလိုခံစားလာရပါတယ်။ဝါလင်းစင်လေးရဲ့ပက်လေကလေတူဟာအရင်ကားထက်ပုံမအေးဆက်လို့လာပြီးတောတစ်ခုလုံးကလည်းထူးထူးခြားခြားတိတ်ဆိတ်လို့သွားခဲ့ပြီပေါ့။အဲ့ဒီအချိန်မမြင်ရတဲ့အောင်လန်းပညာတစ်ခုကသူတို့နှစ်ယောက်ကိုလွှမ်းမိုးထားလိုက်သလိုမျိုးမျက်ခွန်တွေကတပြေးပြေးနဲ့လေးလံလို့လာပါတယ်။အသီးစိတ်ကလည်းဝေဝါးလို့လာပြီးအိတ်ရှင်စိတ်ကိုဘလုံးမှမတားဆီးနိုင်တော့ဘူးပေါ့။နောက်ဆုံးမှာတော့နှစ်ယောက်စလုံးဟာမျက်လုံးတွေဖွင့်မထားနိုင်တော့ပဲခေါင်းငိုက်ကြပြီးတတိလက်လွတ်နဲ့အိပ်ပျော်လို့သွားခဲ့ကြပါရီအဲ့ဒီချိန်မှာပဲခန္ဓာကိုယ်ကိုတရွတ်တိုက်ပြီးတွားသွားလာတဲ့အတန်တကူဟာလင်းစင်ရှိတဲ့တစ်ပင်ကြီးအနာကိုရောက်ရှိလို့လာခဲ့တာပေါ့ငါတဲ့အကူစောရကျွန်တော်ကိုကဲပါဦးဗျာကျွန်တော်မသိသေးဘူးရုတ်တရက်ထွက်ပေါ်လာတဲ့အော်ဒန်ကြောင့်မောင်တပ်ပိုင်တယောက်အိတ်ရှင်မူတူနဲ့လန့်နိုးလို့လာခဲ့တာပေါ့သူဟာလင်းစင်အစွန်းသားကိုအမြန်တိုးသွားပြီးအောက်ဘက်ကိုငုံကြည့်လိုက်တဲ့အခါမှာပဲမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်သူရဲ့မျက်လုံးတွေပြူးကျယ်လို့သွားခဲ့ရပါတယ်အကြောင်းရင်းကတော့ကြားကြီးဆွဲတာကိုခံလိုက်ရတဲ့ဒူးအန်ဟာအသက်မသေးပေမဲ့အန်ဒီရဲ့ကြားမှာပဲရောက်နေသေးတာကိုမြင်လိုက်ရလို့ပါတငယ်ချင်းဖြစ်သူကိုစိတ်ပူလွန်းတာကြောင့်မုတ်ဆိုးကြီးအတန်တန်တတိပေးထားတဲ့စကားကိုတပ်ပိုင်တယောက်လုံးဝမေ့လို့သွားခဲ့ပါပြီဒါကြောင့်ဘာကိုမှထပ်မစင်စားတော့ပဲဝါလင်းစင်လေးပေါ်ကနေအောက်ကိုဆင်းဖို့အတွက်ပြင်ဆင်ခဲ့လိုက်တာပေါ့ဒူးစန္ဒာကဝါရဲမုတ်ဆိုးတယောက်ဖြစ်တဲ့စောရဟာတပ်ပိုင်တို့နှစ်ယောက်စကားတန်တွေနဲ့လှုပ်ရှားမာတွေကိုမတီးပဲနှိမ့်ရှိုက်စွာနဲ့အိမ်မောကြလို့နေခဲ့တာပါဒါကြောင့်တပ်ပိုင်လေမုတ်ဆိုးကြီးကိုမနိုတော့ပဲဒဏ်ရာတွေအပြင်းထန်ရလာတဲ့တငယ်ချင်းကိုကူညီဖို့အတွက်တစ်ပင်အောက်ကိုဆင်းလို့သွားခဲ့ပါတော့တယ်။မောင်တို့ခဏတောင်းခံလားငါမင်းကိုဆင်းလာပြီးငါမင်းကိုလာကဲမယ်တပ်ပိုင်လဲအဲ့ဒီလိုပြောပြီးတာနဲ့လင်းစင်ဘော်ကနေခုန်ချလိုက်ပြီးတငယ်ချင်းဖြစ်သူထူးအံကိုကူညီဖို့အတွက်အနားထိတိုးသွားခဲ့တော့တာပေါ့ဒါပေမဲ့တပ်ပိုင်တယောက်ရှေ့လန်းပြင်လိုက်ရုံခဏလေးအတွင်းမှာပဲထူးအံလို့ထင်နေတဲ့သူဟာရုတ်တရက်ပြောင်းလဲသွားတာကိုသတိထားလိုက်မိပါတယ်အဲ့ဒီလူဟာတဖြည်းဖြည်းလူပုံစံကနေကြားတစ်ကောင်ရဲ့အမီနဲ့ကြားဦးကောင်ရဲ့ပုံစံကိုပြောင်းသွားပြီးတပ်ပိုင်ကိုခုံအုပ်ပါတော့တယ်ဒါပေမဲ့တပ်ပိုင်ကတော့တငယ်ချင်းလို့ထင်နေတဲ့သူကဘလောက်အန်ဒီရဲ့များတဲ့ကြားကြီးမှန်တီသွားပါစေအနီးကပ်ဖြစ်ပေါ်လာတဲ့အန်ဒီရဲကိုတော့ဘလုံးမှမရှောင်တိန်နိုင်တော့ပါဘူးကဲကြပါဦးအဲ့ဒီလိုကြောက်လန့်တကြားနဲ့နာကျင်စွာအော်ဟစ်တန်ကိုကြားမှာပဲမုတ်ဆိုးကြီးလည်းအိမ်မောကျနေရကနေနိုးထလို့သွားခဲ့ပါတော့တယ်။တစ်ချိန်တည်းမှာပဲသူတတိပေးထားတာကိုနားမထောင်ပဲအောက်ကိုဆင်းသွားတဲ့တပ်ပိုင်ရဲ့အဖြစ်ကိုကြည့်ပြီးအန်ကိုခက်တင်းတင်းကြိတ်လိုက်မိတာပေါ့။သူဟာတစ်ပင်အောက်ကိုငုံကြည့်လိုက်တဲ့အခါထူးအံ့အယောင်ဆောင်ထားတဲ့ကြားကြီးကတပ်ပိုင်ကိုခုံအုပ်ပြီးအားရပါရစားတောင်းနေတာကိုတွေ့လိုက်ရတော့တာပေါ့။
ဒါအပြင်အဲ့ဒီကြားကြီးဟာတပ်ပိုင်ကိုစားနေရင်လူတစ်ယောက်ရဲ့အသီးစိတ်တော့တစ်ပင်ပေါ်ကနေငုံကြည့်နေတဲ့မုတ်ဆိုးကြီးစောရကိုလည်းပြန်ကြည့်နေပြန်ပါသေးတယ်ဒီတစ်ခါမှာတော့မုတ်ဆိုးကြီးလည်းသူ့ကိုမထီမဲမြင်နဲ့ပြန်လှည့်ကြည့်လာတဲ့ကြားကြီးကိုအတော်လေးဒေါသထွက်လို့သွားခဲ့ပြီးသူ့အနားမှာအစင်သစ်ပြင်ထားတဲ့တနက်ကိုကောက်ကင်ကပြစ်လိုက်တော့တာပေါ့တနက်တန်တစ်ချက်ကျေလောင်စာထွက်ပေါ်သွားတာနဲ့တပြိုင်နက်တည်းကြားကြီးဟာတပ်ပိုင်ကိုဒီအတိုင်းထားခဲ့ပြီးအမောင်တူတွေကိုထွက်ပြေးလို့သွားပါတော့တယ်။အဲဒီနောက်ပတ်ဝန်းကျင်တစ်ခုလုံးပြန်လဲတိတ်ဆိတ်လို့သွားပြီးမုတ်ဆိုးကြီးရဲ့စိတ်ထဲမှာတော့စကားနားမထောင်ပဲအသက်ဆုံးရှုံးသွားရတဲ့တပ်ပိုင်တို့နှစ်ယောက်အပေါ်ဂယုဏဒေါသတွေကထွက်လို့နေခဲ့ရပါသေးတယ်။ဒီကောင်တွေကွာတေချာပြောထားတာကိုမှတ်မထားကြဘူး။အဲဒီနောက်အရာအလုံးဟာဘာမှမဖြစ်ခဲ့သလိုတိတ်ဆိတ်လို့သွားပြီးတစ်ပင်ကြီးရဲ့အောက်မှာအလောင်းတစ်ခုနဲ့တစ်ပင်ပေါ်ကတက်ရှိလူသားတယောက်သာကြံရှိပါတော့တယ်။ဒီအချိန်မှာပဲတောနက်ကြီးရဲ့အမောင်တူအောက်ကနေလူတစ်ယောက်ရဲ့အတန်ကထပ်ပြီးပေါ်ထွက်လို့လာပြန်တာပေါ့။အဲဒီအတန်ထဲမှာပင်ပန်းနွမ်းနယ်မှုနဲ့အတူအကူအညီတောင်းနေတဲ့အရေးအယောင်တွေကပြည့်နေခဲ့တာပါ။အကူဒီမှာအရင်မောင်နေတယ်ဗျ။ကျွန်တော်ဘာလမ်းမှမမြင်ရတော့ဘူး။အဲ့ဒီတန်ကိုကြားလိုက်ရတာနဲ့မုတ်ဆိုးကြီးဟာတကူလုံးတုံရင်လို့သွားခဲ့ရပါတယ်။သူ့ရဲ့ရင်ထဲမှာတော့စိတ်နှမျိုးဟာတပြိုင်တည်းဖြစ်ပေါ်လို့လာခဲ့တာပေါ့။တစ်ဖက်မှာတော့အဲ့ဒီအတန်ဟာပျောက်ဆုံးနေတဲ့ညီလေးရဲ့အတန်စစ်ဖြစ်နေမလားဆိုပြီးဝမ်းသာလို့သွားမိပါတယ်။ဒါပေမဲ့နောက်တစ်ဖက်မှာတော့တောမုတ်ဆိုးတယောက်ရဲ့အတွေ့အကြုံနဲ့အသီးစိတ်ကသူ့ကိုပြန်ပြီးသတိပေးလို့နေခဲ့တာပါ။ရင်ထဲမှာတန်တရားတွေလည်းတိုးလာတယ်လို့မတင်ငါစိတ်ကလည်းတဖြည်းဖြည်းနဲ့ကြီးထွားလို့လာတာပေါ့။ညီလေးငါဒီမှာရှိတယ်မိဘအပေါ်ကဝါလင်းစင်ပေါ်မှာရှိနေတာကွာမိဘရဲ့အလင်းအောင်ဘက်ကိုရှောက်လာခဲ့မြင်လားမိရဲ့အလင်းအောင်နဲ့နီးလာတာနဲ့တကွာအောက်မှာရနေတဲ့လူရိတ်ကပိုပြီးထင်ရှားလို့လာခဲ့ပါတယ်ဒါပေမဲ့မုတ်ဆိုးကြီးကတော့တစ်ပင်အောက်ကိုငုံကြည့်ရင်စိတ်လှုပ်ရှားတဲ့အတန်နဲ့ထပ်မေးလိုက်တာပေါ့မင်းမယ်ရီပြောင်းနေတာလေရက်ပေါင်းများစွာပြောင်းနေပြီအခုမှဘာလို့ပြန်ပေါ်လာတာလဲကွာအရင်ရက်ကကျွန်တော်ရွာသားတွေနဲ့အတူတောရဲကိုအမဲလိုက်ဝင်လာတာအကိုလည်းသိတယ်မလားဗျာအဲ့ဒီအချိန်တုန်းကကြားတကောင်ကလိုက်လို့အားလုံးအသက်လူပြီးပြေးခဲ့ရသေးတယ်ကျွန်တော်လည်းပြေးရင်နဲ့တောနဲ့ကြီးတဲ့အထိရောက်သွားတာဗျာစောနာကအကိုတနက်တန်ကိုကြားလိုက်လို့အတန်တော့ကိုလိုက်လာရင်းနဲ့ဒီနေရာကိုရောက်လာတာအကိုမုတ်ဆိုးကြီးစောရကသူ့ရဲ့စကားတွေကိုရှင်းရှင်းတုံ့ပြန်စကားမဆိုသေးပဲငြိမ်ပြီးနားထောင်နေခဲ့ပါတယ်ဒါပေမဲ့သူ့ရင်ထဲကတန်တရားကတော့မပြောက်သေးပါဘူးဒါကြောင့်သူဟာနောက်ထပ်မေကွန်တစ်ခုကိုထပ်ပြီးမေးမြန်းလိုက်တာပေါ့မင်းရဲ့တနက်နဲ့ကြောဖို့အိတ်ကဘယ်ရောက်သွားတာလဲကြီးလေးကျွန်တော်အသက်လူပြင်းနေတော့ခဏလဲကြတယ်လေကိုရတနက်ရောကြောဖို့အိတ်ရောတောထဲမှာကြာကြံခဲ့ပြီကိုရအဲ့ဒီအဖြေကိုကြားလိုက်ရတော့မုတ်ဆိုးကြီးရဲ့စိတ်ထဲမှာမတက်မတာဖြစ်လာပြီးရင်ထဲကတန်တရားနဲ့စိုးရိမ်စိတ်ကိုပုံမကြီးထွားလို့လာခဲ့စီပါရီဒါပေမဲ့ပျောက်ဆုံးနေတဲ့ညီလေးကိုပြန်တွေးကျင်တဲ့စိတ်ကလည်းအရန်ပြင်းပြနေတော့အောက်မှာရက်နေတဲ့လူဟာတကယ်ပဲသူ့ညီဖြစ်ပါစေလို့ဆုတောင်းနေမိတာပေါ့မင်းသားတကယ်ငါညီအစစ်ဆိုရင်တစ်ပင်ပေါ်ကိုတက်လာခဲ့ငါရှိနေတဲ့ဝါလင်းစင်ပေါ်အထိတက်လာနိုင်ရမယ်မုတ်ဆိုးကြီးရဲ့စကားဆုံးတာနဲ့ချုံဖို့အနားမှာရက်နေတဲ့လူကတစ်ပင်အောက်ကိုတပြေးပြေးလျှောက်လာခဲ့ပါတယ်။ပြီးတာနဲ့တစ်ပင်ကိုဖတ်တွဲပြီးအပေါ်ကိုတက်ဖို့အတွက်ကြိုးစားတော့တာပေါ့။ဒါပေမဲ့သူ့ရဲ့လှုပ်ရှားပုံတွေကတာမန်မဟုတ်ပဲထူးဆန်းလို့နေခဲ့တာပါ။သူဟာတစ်ပင်တက်မကျွမ်းကျင်တဲ့လူတစ်ယောက်လိုမနေ့ကြိုးစားပြီးမှဘလုံးမှတက်မရခဲ့ပါဘူး။တက်လိုက်တိုင်းလျှော့ကျသွားပြီးမြေပြင်ပေါ်ကိုပြုတ်ကျလိုက်ပြန်ထားလိုက်တဲ့အချိန်ချင်းဖြစ်နေပါတော့တယ်။အဲ့ဒီမြင်ကွင်းကိုမြင်လိုက်ရတော့မုတ်ဆိုးကြီးရဲ့တန်တရားကပိုပြီးကြီးထွားလို့လာခဲ့တာပေါ့။ဘာကြောင့်လဲဆိုတော့သူ့ရဲ့ညီဟာငယ်ငယ်လေးကလေးကတစ်ပင်တက်အရန်ကျွမ်းကျင်တာကိုသူကောင်းကောင်းကြီးသိထားလို့ပါပဲ။အခုလိုတက်မရတာကပုံမှန်မဟုတ်ဘူးလို့တွေးမိသွားခဲ့တာပေါ့။ဘာဖြစ်နေရလဲမင်းကတစ်ပင်တက်အရန်တော်တာပဲမဟုတ်ဘူးလားကွာဒီလောက်လေးကိုဘာလို့တက်မလာနိုင်ရတာလဲအခုကျွန်တော်ရှိတော့ကိုကြားခိုက်ခံရတာပါဗျာဒဏ်ရာကအရန်ပြင်းနေတော့တစ်ပင်ဘောကိုဘလို့မှတက်မလာနိုင်ဘူးဖြစ်နေတာမုံဆိုးကြီးကတစ်ပင်အောင်မှရနေတဲ့လူကိုစိုက်ကြည့်ရင်ရင်ထဲမှာလည်းအတော်လေးကိုစိတ်ဖိစီးလာခဲ့ပါတယ်အဲ့ဒီလူဟာသူ့ရဲ့ညီအစ်စ်ဟုတ်မဟုတ်ကိုလည်းတေချာမဆုံးဖြတ်နိုင်သေးပါဘူးတစ်ဖက်မှာတော့ညီလေးကိုပြန်တွေးခြင်းနဲ့စိတ်ကပြင်းထန်နေပေမဲ့နောက်တစ်ဖက်မှာတော့မုံဆိုးတစ်ယောက်ရဲ့အသီးစိတ်ကအန်ဒီရယ်ရှိနေတယ်ဆိုပြီးအဆက်မပြတ်သတိပေးလို့နေခဲ့ပါတယ်ဒါကြောင့်သူဟာခဏလောက်စဉ်းစားပြီးတဲ့နောက်အမှန်တရားကိုဖော်ထုတ်ဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒါဆိုမင်းမိဖို့အနာကိုထပ်တိုးလာခဲ့မိအောင်ကမင်းမျက်နှာကိုတေချာထိုးနိုင်အောင်နည်းနည်းထပ်တိုးခဲ့စမ်းငါတေချာမြင်ချင်တယ်
အောက်မှာရနေတဲ့လူကမုတ်ဆိုးကြီးပြောတဲ့အတိုင်းမိဘအနာကိုတလန်းချင်းလျှောက်လာခဲ့ပါတယ်။မိဘနဲ့နီးလာတာနဲ့အမျှလိမ္မော်ရောင်မိအလင်းကသူ့ရဲ့မျက်နှာပေါ်ကိုကြားရောက်လာတဲ့အချိန်မှာတော့မုတ်ဆိုးကြီးမြင်လိုက်ရတဲ့မျက်နှာဟာသူ့ညီလေးရဲ့မျက်နှာအစစ်အတိုင်းဖြစ်နေခဲ့တာပေါ့။ဒါပေမဲ့မုတ်ဆိုးကြီးကတော့အလွယ်တကူမယုံခဲ့ပါဘူး။အပြင်ပန်းပုံစံကိုကြည့်ပြီးဆုံးဖြတ်လိုက်ရင်အသက်ဆုံးရှုံးရနိုင်တာကိုသူကောင်းကောင်းကြီးသိထားပါတယ်။ဒါကြောင့်မျက်လုံးကိုခက်တာမိတ်ထားလိုက်ပြီးမန်နန်ကိုစိတ်ထဲကနေမြင်မြင်ရွတ်ဆိုကမန်နန်ဆုံးတာနဲ့မျက်လုံးကိုပြန်ဖွင့်ပြီးအောက်ကလူကိုစူးစူးရဲရဲထက်ကြည့်လိုက်တော့တာပေါ့ဒီအခါမှာတော့သူ့ရဲ့ညီအဖြစ်အယောင်ဆောင်ထားတဲ့ကြားကြီးရဲ့ပုံရိပ်အစစ်ကိုမြင်လိုက်ရပါတော့တယ်ကောင်းပြီမင်းသားတကယ်ငါညီအစစ်ဆိုရင်အဲ့ဒီနေရာမှာပဲငြိမ်ငြိမ်လေးရက်နေဘဲမသွားနဲ့ငါအခုအောက်ဆင်းလာခဲ့မယ်မုံဆိုးကြီးကစကားဆုံးတာနဲ့လက်ထဲကတနက်ကိုမြောက်ကညီအဖြစ်ဟန်ဆောင်ထားတဲ့ကြားကြီးကိုတစ်ချက်ပစ်လိုက်ပါတော့တယ်ဒီအခါအောက်မှာရနေတဲ့လူဟာကြောင်မက်ွယ်ကောင်းတဲ့ရုပ်အဖြစ်ရုတ်တရက်ပြောင်းလဲလို့သွားခဲ့တာပေါ့ဒါအပြင်အစောပိုင်းကလိုအားနေတဲ့အတန်မဟုတ်တော့ပဲမာကြောပြီးရက်ဆက်တဲ့အတန်နဲ့ပြောလို့လာခဲ့ပါတယ်မင်းကအဲ့ဒီတနက်လေးနဲ့ငါ့ကိုလုံနိုင်မယ်ထင်နေတာလားအဲ့ဒီစကားကိုကြားလိုက်ရတာနဲ့မုတ်ဆိုးကြီးရဲ့မျက်လုံးအိမ်တွေကရှက်ရှင်းတင်းမာလို့သွားခဲ့ပါတယ်။သူ့ရဲ့တန်တရားကလည်းအမှန်ဖြစ်သွားပြီဆိုတာသိကြလို့သွားတာပေါ့။အဲ့ဒါဆိုမင်းပဲပေါ့ငါညီကိုဖမ်းခေါ်တော့လေမကောင်းဆိုးဝါမုတ်ဆိုးကြီးလည်းစကားဆုံးတာနဲ့လွယ်အိတ်သေးကအင်းမန်နန်တွေစီရင်ထားတဲ့ကျွဲရုပ်အဆောင်ကိုထုတ်ယူပြီးလက်ထဲမှာတင်းတင်းကြပ်ကြပ်စုပ်ကင်ကကာရာမန်နန်တစ်ပုဒ်ကိုရွတ်ဆိုခဲ့လိုက်ပါတယ်။မင်းတို့တော်တဲ့ရဲ့မျိုးတေလိုက်တော့မုံဆိုးကြီးကအင်းမန်နဲ့စီရင်ထားတဲ့ကျွဲရုပ်အဆောင်ကိုတစ်ပင်အောက်စီအားကုန်ပြစ်လို့ခေလိုက်တာပေါ့ဒီအချိန်မုံဆိုးကြီးရဲ့ညီလေးအသွင်ဆောင်ထားတဲ့ကြားမိတ်စာကလည်းချက်ရှင်းဆိုသလိုကြားအသွင်ပြန်ပြောင်းပြီးမော်ကျွဲကိုရင်ဆိုင်ဖို့အတွက်ပြင်ဆင်လိုက်ပါတယ်တာမန်မဟုတ်တဲ့တိရစ္ဆာန်နှစ်ကောင်ရဲ့တိုက်ပွဲဟာစစ်ပွဲတစ်ခုစာလောက်ပြင်းထန်လွန်းလှပါတယ်ဒါပေမဲ့အဲ့ဒီတိုက်ပွဲအတွင်းအရေးနှိမ့်နေတဲ့သူကတော့မုံဆိုးကြီးရဲ့မော်ကျွဲပဲဖြစ်နေခဲ့တာပါကြားကြီးဟာမော်ကျွဲရဲ့ကြောကုန်းပေါ်ကိုခုန်တက်ပြီးလေကုတ်ကိုနောက်ကနေလုံးဝမလွတ်ပဲကြိုက်ခဲထားခဲ့တာပါအဲ့ဒီအချိန်ကြောင့်မော်ကျွဲလည်းဘလို့မှပြန်လဲမတိုက်ခိုင်းနိုင်တော့ပဲမြေပြင်ပေါ်ကိုလဲကျလို့သွားခဲ့ရပါတယ်ဒီအခါတပင်ပေါ်ကနေစောင်းကြည့်နေတဲ့မုတ်ဆိုးကြီးတယောက်မန်နန်ကြီးစံကိုတနက်ထဲထည့်ပြီးပြစ်ခဲ့လိုက်ရပါတော့တယ်တနက်တန်တစ်ချက်ကခြေလောင်စာနဲ့ထွက်ပေါ်လာခဲ့ပြီးကြားကြီးရဲ့ကြောကုန်းတက်တဲ့ကိုထိမှန်လို့သွားခဲ့ပေမဲ့သူဟာရှင်းရှင်းလဲကြမသွားပဲတွေးယူတွေးတန်းနဲ့ထွက်ပြေးလို့သွားခဲ့တာပါအဲ့ဒီတော့မှမော်ကျွဲလေမြေပြင်ပေါ်မှာလဲကျနေရကနေကြောက်လန့်တကြားနဲ့ထားပြီးမုတ်ဆိုးကြီးစီကိုကျွဲရုပ်အဖြစ်နဲ့ပြန်လဲရောက်ရှိလို့သွားပါတော့တယ်အဲ့ဒီညမှာတော့ကြားကြီးဟာမုတ်ဆိုးကြီးစီကိုနောက်ထပ်ရောက်မလာခဲ့တော့ပါဘူးနောက်တနေ့မနက်ကိုရောက်တဲ့အခါမှာပဲကိုစောရကတစ်ပင်ပေါ်ကနေဆင်းလာပြီးပတ်ဝန်းကျင်ရဲ့အခြေအနေကိုအကဲခတ်လိုက်ပါတော့တယ်။သူနဲ့အတူပါလာခဲ့ပေမဲ့ရွာကိုအတူတူပြန်မလာနိုင်ခဲ့တော့တဲ့တပ်ပိုင်နဲ့ထူးအံကိုကြည့်ပြီးအတော်လေးစိတ်မကောင်းဖြစ်သွားခဲ့ရတာပေါ့။ငါမင်းတို့ကိုတတိပေးထားပြီးသားအောက်ကိုမစင်းကြနဲ့လို့ပြောထားတာကိုဘာလို့နားမထောင်ကြတာလဲကွာနောက်ဆုံးတော့မုတ်ဆိုးကြီးရဲ့စိတ်ထဲမှာလည်းညီဖြစ်သူဟာအခုအချိန်မှာအသက်ရှင်လျက်ရှိတော့မှာမဟုတ်ဘူးလို့ယုံကြည်လို့သွားခဲ့တာပေါ့ဒါကြောင့်ရွာကိုပဲပြန်ဖို့ဆုံးဖြတ်ရင်တော်လန်လေးအတိုင်းဖြည်းဖြည်းချင်းရှောက်လာတဲ့အချိန်တနေရာအရောက်မှာတော့သူ့ရဲ့တနက်ပြည့်ရှက်ကြောင်းလဲကျသေးဆုံးနေကြတဲ့ကြားကြီးကိုတွေ့လိုက်ရပါတယ်အခုတော့သူတို့ရွာသားတွေကိုအမြဲတမ်းဖမ်းဆွဲသွားတတ်တဲ့တေမင်းတမန်ကြီးရဲ့ဇက်သိန်းကပြီးဆုံးလို့သွားခဲ့ပါပြီမုတ်ဆိုးကြီးစောရလဲညီဖြစ်သူကိုအသက်ရှင်လျက်ပြန်မတွေ့ရတော့ပေမဲ့အခုလိုတရွာလုံးကိုဒုက္ခပေးနေတဲ့ကြားကြီးကိုနှိမ်နှင်းလိုက်ရတာကြောင့်စိတ်ထဲမှာအနှဲငယ်ကြည်နံမှုတွေနဲ့ရွာကိုပြန်လို့လာခဲ့ပါတော့တယ်ဒီကနေ့ရဲ့ဇလန်းလေးကိုအဆုံးထိနားဆင်ပေးကြတဲ့ကျွန်တော်ရဲ့ရှစ်ပရိသတ်တယောက်ရှင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာအားလုံးပဲတာယာပျော်ရွှင်သောနေ့ရက်ကလေးပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါရ